ငပိတောင်းလေးနဲ့တွဲစားရင်လိုက်ဖက်တဲ့ကြက်ချင်စက်အရေးတောက်လေးချက်ပါမယ်။ပါဝင်ပစ္စည်းရာတော့ကြက်သားကြက်သွန်ဖြူကြက်သွန်လေးစပလင်းငရုတ်သီးနဲ့ချင်းတို့ပါ။ပထမဆုံးစပလင်းကိုညအောင်ထူပြီးတော့ချီထားလိုက်ပါမယ်။ပြီးရင်တော့ကြက်သွန်ဖြူနဲ့ချင်းကိုညအောင်ထောင်းလိုက်ပါမယ်။ချင်းနဲ့ကြက်သွန်ဖြူညက်သွားပြီဆိုရင်တော့ကြက်သွန်လေးကိုထည့်ထောင်းပါမယ်။နောက်ဆုံးမှာတော့ငရုတ်သီးစိမ့်ကိုပါထည့်ထောင်းလိုက်ပါမယ်။ရလာတဲ့နှစ်ကိုတော့ပကံနဲ့ခဏထည့်ထားလိုက်ပါမယ်။အားလုံးစနစ်ဖြစ်ပြီဆိုရင်တော့ကြက်သားကိုထည့်လိုက်ပါ။ပြီးရင်ခြီထားတဲ့စပလင်းနဲ့ထောင်းထားတဲ့နှစ်ကိုထည့်ပါမယ်။အရသာအတွက်စနွေးဟင်းနီဟင်းရမုတ်စာငရုတ်ကောင်းအယောင်တင်မုတ်အံပြာရည်စီတို့ကိုထည့်ပြီးတော့နင်လိုက်ပါမယ်။တေချာနဲ့အောင်နေပြီးသွားပြီဆိုရင်တော့အိုးတည်လိုက်ပါမယ်။ပြီးရင်တော့ကြက်သားလေးတွေကိုလုံးလိုက်ပါ။ခြာလေးလုံးပြီးသွားပြီဆိုရင်တော့ရေထည့်ပြီးတည်ထားလိုက်ပါမယ်။အိုးထည့်ထားတော့မှငရုတ်သီးနဲ့တံမြာသီးကိုလှီးထားလိုက်ပါမယ်။ပြီးရင်ကပုတ်ပတ်ဆူလာပြီဆိုရင်တော့မကြီးရည်နည်းနည်းထည့်ပါမယ်။ချစ်ဆက်ဆက်လေးစားချင်တာကြောင့်ငရုတ်သီးနဲ့တံမြာသီးကိုထည့်ပါမယ်။ရတာအဆင်ပြေပြီဆိုရင်တော့နောက်ဆုံးမှနန်းနန်းမင်းလေးအုပ်လိုက်ပါ။ဒါဆိုရင်တော့ချစ်ဆက်ဆက်လေးနဲ့ထမင်းမင်းကြီးမဲ့ကြက်ချင်စက်အရေးတောက်လေးရပါပြီရှင်။တခါတလေစီပြန်ဟင်းနေမစားချင်ဘူးဆိုရင်တော့ဒီလိုအရေးတောက်လေးကိုချက်ပြီးငပိတောင်းလေးနဲ့တွဲစားကြည့်ပါနော်။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်။